အလုတ်ထွက်တဲ့အချိန်မှာလက်ကျန် UQ တွေလစာရခွင့်ရက်တွေပေါ့လေအားလုံးကိုသုံးလို့ရလားအားလုံးကိုသုံးလို့ရလားဆိုလို့ရှိရင်ပုံမှန်အားဖြင့်အားလုံးသုံးလို့ရတယ်ပေါ့လေလစာရခွင့်ရက်ကကျွန်တော်ခဏခဏပြောတယ်အလုတ်သမားတွေရဲ့ရပိုင်ခွင့်ဖြစ်တဲ့အတွက်အလုတ်ရှင်ဘက်ကနေပြီးတော့ငင်းပိုင်ခွင့်မရှိဘူးအားလုံးကိုသုံးလို့ရတယ်ဒါမျိုးပေါ့လေဘာလို့ use ရမလဲဆိုလို့ရှိရင်ဘယ်လိုတောင်းအောင်လဲဘယ်လိုတောင်းအောင်လဲဆိုရင်နံပါတ်1ကပေါ့လေမိမိ UQ ဘယ်နှစ်ရက်ကြံလေးဆိုတော့မိမိသိဖို့လိုတယ်ပေါ့လေမိမိ UQ ဘယ်နှစ်ရက်ကြံလဲမသိဘူးဆိုလို့ရှိရင်ကုမ္ပဏီကနေပြီးတော့တာဝန်ခံပေါ့လေကုမ္ပဏီဘက်ကတာဝန်ခံအောင်မေးလိုက်မယ်ပေါ့လေကျွန်တော် UQ ဘယ်နှစ်ရက်ကြံလဲကျွန်မ UQ ဘယ်နှစ်ရက်ကြံလဲဆိုပြီးတော့မေးမယ်ပေါ့လေမေးလို့ကိုသိသွားပြီဟိုမှာပြေ15ရက်ကြံတယ်တို့ရက်20ကြံတို့ကိုသိသွားပြီဆိုလို့ရှိရင်ကိုလှုပ်ထွက်စာရေးမယ်တိုင်ရှုကုတလို့ကေတိုင်ရှုကုတလို့ကေကိုရေးမယ်ပေါ့လေအလုပ်တက်စာရေးမယ်ဘယ်နေ့ဘယ်လားပေါ့လေကိုအလုပ်ထွက်မဲ့ရက်ကိုလည်းတတ်မှတ်လိုက်မယ်ပေါ့လေဥပမာပြ12လပိုင်းလကုန်ထွက်မဲ့ထားပါတော့12လပိုင်းဂျူနီကစစန်ဂျီအချင်းချင်းပေါ့လေ12လပိုင်း31ရက်နေ့ကိုနောက်ဆုံးအလုပ်ဆင်းရက်ဖြစ်ပေါ့လေတတ်မှတ်ပြီးတော့ပေါ့လေそれまでに、何日間もね、こう、3ヶ月に県内で、そういう15日間を有給として取得します。そういう意味でもね、その3ヶ月ကို有給အနေနဲ့အသုံးပြုရစေအသုံးပြုပါမည်ဆိုပြီးတော့ဗောလေအဲ့လိုမျိုးတိုက်ရှုပ်ကုနဲ့တို့ခဲကိုရေးမယ်ဗောလေတိုက်ရှုပ်ကုတို့ခဲရေးနေကျွန်တော်ဗီဒီယိုတင်ထားတာရှိလိမ့်မယ်ရှာကြည့်လိုက်ပါနော်အဲ့လိုရေးပြီးတော့ဗောလေနံပါတ်3ကဗောယူကျရက်တွေကိုလာစာရခွင့်ရက်တွေမယူခင်မှာမိမိအလုပ်တွေကိုဆက်လုပ်မယ်သူနောက်လူပေါ့လေနောက်လူတွေကိုအလုပ်ကိုတင်ပြပေးသွားမယ်ပေါ့လေဟီကီစီကီလို့ခေါ်တယ်လေအလုပ်ကိုတင်ပြပေးသွားမယ်ရှင်းပြပေးသွားမယ်ပေါ့လေဒါပေမဲ့ကွန်ပျူတာဘက်ကကိုငားထားတဲ့ပစ္စည်းတွေရှိရင်ကွန်ပျူတာငားထားတာတို့ဖုန်းငားထားတာတို့ကိုငားသုံးထားတဲ့ပစ္စည်းတွေရှိရဆိုလို့ရှိရင်လည်းအဲ့ဒီပစ္စည်းတွေကိုလည်းအလုပ်နောက်ဆုံးပိတ်ဆင်းနေတဲ့ရက်မှာအကုန်လုံးပြန်အပ်ခဲ့ရမယ်ပေါ့လေယူနီဖောင်းငားထားယူနီဖောင်းပြန်အပ်ရမယ်ပေါ့လေအဲ့ဒါဆိုလို့ရှိရင်တော့အဆင်ပြေတယ်ပေါ့လေဟုတ်ပြီကျွန်တော်အနေနဲ့ပေါ့လေနှုတ်ထပ်ပင်စင်ဝန်ဆောင်မှုလေးပေးတဲ့အတွက်ပေါ့လေနှုတ်ထပ်ပင်စင်ဝန်ဆောင်မှုလိုအပ်တဲ့လူများလည်းလာအပ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်